Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ညီမရုပ်ရှိတဲ့နေရာကြတော့ဖက်ထဲမှာရှိတဲ့ underwater wall ဆိုတဲ့နေရာလေးဖြစ်ပါတယ်ရှင်အခုဆိုရင်ညီမလက်မှတ်လေးဝယ်ပြီးပြီဆိုထဲဝယ်ပါမယ်ရှင်ညီမနဲ့တူတူထဲမှာပါလေးရှိတယ်ဆိုလိုက်ကြည့်လိုက်အောင်နော်အခုဆိုရင်ညီမကထဲဝင်နေပါတယ်ထဲမရောက်ခင်ပြင်မှာဆိုရင်ကောက်လေးမျိုးမျိုးရှိတယ်ငါးလေးတွေလည်းမျိုးမျိုးရှိရပေါ့နော်နောက်ပြီးတော့ညီမမွေကုတ်ကြီးတဲ့တွေ့ရပါတယ်သူနဲ့ဓာတ်ဖို့တစ်ခါရိုက်ရဘက်တရားပေးရပါတယ်ညီမကတော့ကြောက်လို့မရိုက်ပါဘူးအခုဆိုရင်ထဲရောက်ပါပြီရှင်အခုဆိုရင်ညီမကထဲရောက်ရှိနေပါတယ်ရှင်ကိုကတော့လူနည်းနည်းများတာပေါ့နော်ဒီနေ့ညီမလာတဲ့နေ့ကကျတော့စနေနေ့ဖြစ်ရဆိုတော့ပေါ့နော်ခလေးတွေကြောက်ပိရက်လေးဖြစ်ရဆိုခလေးတွေလည်းများတယ်လူကြီးတွေလည်းများပေါ့နော်ငါးတွေလာကြည့်ရတဲ့သူတွေလည်းများတာပေါ့နော်အဲ့ဒါကျတော့နည်းနည်းလေးတော့ဟာပေါ့နော်ဗီဒီယိုလေးကနည်းနည်းလေးတူတူလေးပဲလို့ဖြစ်ထားပါတယ်ရှင်ငါးလေးတွေကတော့အရင်လှပါတယ်ငါးမျိုးစုရှိရပေါ့နော်ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်နောက်ထပ်ဗီဒီယိုလေးတွေအားပေးပါလို့ပြောချင်ပါတယ်ရှင်